တကြံဆိုပြီးခံစားမှုမရှိခဲ့တာအတော်ကြာပါပြီဒီစကားလေးကိုကြားလိုက်ရတိုင်းရင်ထဲမှာတမျိုးလေးလွမ်းဆွတ်သွားမိတာအမှန်ပါပဲတချိန်ကဖြတ်တန်းခဲ့တဲ့တကြံဆိုတာရက်ဆွဲတစ်ခုထက်ပိုခဲ့တယ်မဟုတ်လားမှတ်မိသေးရဲ့လားအိမ်ရှိကပတောက်ပင်အောင်မှာပတောက်ခက်လေးတွေကိုလူရက်ခူးငိမ်ပိုင်ခဲ့ကြတာတိုင်းကားပေါ်မှာပတောက်ခက်လေးတွေချိတ်ပြီးအခုတော့ပုံမြင့်တပုတ်လို့ပါပဲ။ရွေဦးကပြားတချင်းလေးလွင့်လာတာနဲ့ရင်ထဲမှာတကြံစိတ်ကအလိုလိုရောက်နေခဲ့တာ။ဝေဖလားလေးနဲ့အီလူလူပတ်တဲ့ရေအေးလေးပဲဖြစ်ဖြစ်ရေပိုက်တွေနဲ့တဝကြီးပတ်ထဲကြတဲ့ပျော်ရွှင်မှုပဲဖြစ်ဖြစ်အဲ့ဒီရေဆက်တွေကခန္ဓာကိုယ်တင်မကပဲစိတ်ကိုပါကြည်လင်စေခဲ့တာပါ။လူကြီးမိဘတွေကိုခေါင်းလျှော့ပြီးခြေထဲလက်ထဲညှစ်ပေးခဲ့ကြတဲ့အေးချမ်းမှုကလည်းတကြံရဲ့တကယ်အနှစ်သာရပေါ့အချိန်တွေဘလောက်ပဲပြောင်းလဲသွားပါစေရင်ထဲကတကြံဆိုတဲ့အငွေအသက်ကတော့ပျောက်ပြက်သွားမှာမဟုတ်ပါဘူးအခုချိန်မှာတော့အဝေးရောက်နေတဲ့တငယ်ချင်းတွေနဲ့ခွဲခွာနေရတဲ့မိသားစုဝင်တွေနဲ့အတူတစ်ချိန်ကပျော်ရွှင်စရာတွေကိုပြန်လည်တန်းတာနေရင်လမ်းဆွနေပါတယ်နောက်တစ်ချိန်မှာတော့အေးချမ်းတဲ့အတားရစ်ဆက်တွေနဲ့အတူအားရပါရရဲမောနိုင်မယ်တကယ်တကြံကိုအားလုံးပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်